ရုရှားမှာဈေးသွားဝယ်မယ်ဆိုရင်ဘယ်လိုမျိုးစကားသုံးနှုန်းလေးတွေပြောလို့ရလဲဆိုတာကိုဒီ channel တူတူဒီနေ့လေ့ကျင့်ကြည့်ရအောင်နော်ဒီပစ္စည်းလေးကဘယ်လောက်လဲပေါ့နော်ဒီနေရာကနေစကြမယ်ဒီပစ္စည်းလေးကဘယ်လောက်လဲဆိုရင် skолько стоит ဒီပစ္စည်းကဘာဖြစ်လို့လောက်တော့ဈေးကြီးရလဲနော်အဲ့လိုမျိုးဈေးစစ်မယ်နော်သူများအဲ့လိုမျိုး blame မယ်ပြောမယ်ဆိုလို့ရှိရင် почему так дорого почему так дорого почему ဆိုတာဘာဖြစ်လို့လဲ так дорого ဒီလောက်ဈေးကြီးနေရဘာဖြစ်လို့လဲဆိုပြီးတော့ဒါဈေးတယ်ကိုပြောဖို့အတွက်သင်ပေးရဖြစ်ပါတယ်ဈေးတယ်တိုင်းတော့တောင်းပြောနေပေါ့နော်တော့ကြာနေမှာဈေးမဝယ်လာပဲနဲ့ရိုက်ခံရပြီးတော့ပြန်လာနေအောင်မယ်နော်နောက်ထပ်တစ်ခုဒီပစ္စည်းလေးကိုငါယူမယ်ပေါ့နော်ငါယူမယ်ဆိုရင် я возьму это ဆိုတာဒီရာဒီလူဒီပစ္စည်းဆိုပြီးတော့အတိအကျညွှန်ပြတဲ့စကားလုံးမျိုးပေါ့နော် я возьму ဆိုတာငါယူမယ်လို့ပြောတာပေါ့နော်နောက်ထပ်တစ်ခုကိုယ့်လက်ထက်ကနေပတ်စံကိုဈေးတဲ့ကိုပေးချင်တာဖြစ်ဖြစ်ကိုယ့်လက်ထက်ကပစ္စည်းကိုသူများကိုပေးချင်တာဖြစ်ဖြစ်ပေါ့နော်ဆိုလို့ရှိရင် возьмите နောက်ထပ်တစ်ခုအခြားတစ်ခုထပ်ရှိသေးလားဒီလိုပုံစံမျိုးအခြားတစ်ခုထပ်ရှိသေးလားနောက်ထပ်တစ်ခုထပ်ရှိသေးလားဆိုလို့ရှိရင် еще что-нибудь ဆိုတာထပ်ပြီးတော့ что-нибудь ဆိုတာတစ်စုံတစ်ခုထပ်ရှိသေးလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် еще что-нибудь Okay ဒါဆိုလို့ရှိရင်ဒီစကားလုံးလေးတွေကိုလေ့ကျင့်ပြီးတော့ရုရှားမှာဈေးသွားဝယ်တဲ့အခါမှာအဆင်ပြေကြပါစေလို့တရားဆုတောင်းပေးလိုက်ပါတယ် Хорошего дня ကောင်းသောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်